အေယာဝတီတိုင်းဒေသကြီး2026ခုနှစ်မိုးရာသီတစ်ပင်စိုက်ပျိုးပွဲကိုဒီကနေ့မနက်ပိုင်းကပသိမ်တက္ကသိုလ်ဝင်းမှာကျင်းပရာတစ်ပင်စိုက်ပျိုးပွဲမှာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝေးကျော်ကအမှာစကားပြောကြားပြီးတိုင်းဒေသကြီးမြို့သမီးရေးရာအဖွဲ့နာယကအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုတို့ကတာဝန်ရှိသူများတန်းစိုက်ပျိုးမဲ့ပြိုးပင်များကိုပေးအပ်ပါတယ်ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်ပြီးတက်ရောက်လာကြသူများကပြိုးပင်ပေါင်း1200အားစုပေါင်းစိုက်ပျိုးခဲ့ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများသည်စုပေါင်းတစ်ပင်စိုက်ပျိုးနေမှုကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည်ပသိမ်မြို့စွမ်းဟိုတယ်မှာပြုလုပ်တဲ့ဒေသခံများနှင့်ပူးပေါင်းစီမံခန့်ခွဲသောပင်လယ်လိပ်ထိန်းသိမ်းရေးဧရိယာကြာကန်ဖောင်တိုးဒေသတည်ထောင်ရန်အတွက်ထိန်းသိမ်းရေးစီမံချက်အတည်ပြုရန်ချန်ပီယံဆွေးနွေးခြင်းလောက်ယုံဆွေးနွေးပွဲသို့တက်ရောက်ပြီးပင်လယ်လိပ်မျိုးစိတ်များကိုရေရှည်တည်တံ့စွာထိန်းသိမ်းနိုင်ရေးအတွက်ဒေသခံပြည်သူများပူးပေါင်းပါဝင်သောထိန်းသိမ်းရေးဧရိယာများကိုတည်ထောင်နိုင်ရေးဟာအရေးကြီးလာပါကြောင်းပြောကြားပြီးငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားမှုချုပ်ကမော်တင်ကမ်းခြေဒေသကြာကန်ဖောင်တိုရေတိုတဲတောင်ဟက်လက်ကြီးရွာများမှာဒေသခံများနှင့်ပူးပေါင်းစီမံခန့်ခွဲသောပင်လယ်လိပ်ထိန်းသိမ်းရေးဧရိယာစီမံချက်ဖြစ်ပေါ်လာရေးဆောင်ရွက်မှုများနှင့်ပင်လယ်လိပ်ထိန်းသိမ်းရေးဧရိယာပေါ်ပေါက်လာမှုအခြေအနေများကိုရှင်းလင်းတင်ပြပါသည်။အဲဒီနောက်ပင်လယ်လိပ်တက်ရောက်ဦးချမှုအခြေအနေမှတ်တမ်းဗီဒီယိုပြသမှုကိုကြည့်ရှုခဲ့ပြီးပင်လယ်လိပ်ထိန်းသိမ်းရေးမှတ်တမ်းတပ်ပုံများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ဒီသတင်းကိုပသိမ်သတင်းဌာနခွဲမှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။